ဒါကြတော့ပေါ့နော်ခိုးတော့ကိုဘောလူတို့ဆဲစုကောပေါ့နော်ခိုးတော့ကိုဘောလူတို့ဆဲစုကောမှာဆိုလို့ရှိရင်လည်းဂျီကူတော့ကူကဟန်ခါဆိုလို့တော့ပေါ့နော်မဆာဆိုတော့ကူမဟန်ခါလို့ပြောထားတယ်အဲ့ဒါဟိုသူကဂျီကူတော့ကူတော့လေအိုးခိစာနေခကဝါရာဆိုပေါ့နော်အတိတ်တော့မဆာဆိုတော့ကူကခခုလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကြတော့ဘောလူတို့ဆဲစုကောတော့ဟိုကတဲ့ခိုးဆိုင်လေးကဖူးရလူပေါ့နော်သူ့မှာဆိုလို့ရှိရင်လည်းဘိုးဆိုင်တော့ဆိုင်စုအပ်ဖို့ရှိမယ်နောက်ကကြတော့ surprise fruit တို့တွေထုံးထားရှိမယ်ဘောလူတော့ဂျူရီယောတွေရှိမယ်ပေါ့နော်အဲ့ဟိုသူကရောဆဲစုခင်းစုကိုတဲ့ဖုခထားမယ်ပေါ့နော်ရောဆဲစုကောတော့ဟိုကတဲ့ခိုးဆိုင်လေးကဖူးရလူလို့ပြောထားဆိုရှင်မှားတယ်နောက်ကကြတော့အာဆဆာကတဲ့ခိုတိုနာတို့အီတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ခန်းစက်တုခဲကိုမီရောဆဲစုတော့နိုးတို့အာဆူဟာဆိုလို့ရှိရင်ဥဆွေးဟိုးတော့အီတာဟာဆိုဆိုရှိပေါ့နော်နောက်ကကြတော့ရုံမိုးလေးကခိုးရီယောတက်ခင်းနိုင်လို့ပြောထားတယ်အဲ့ဒါကိုအဆွေးဟိုးတော့အီတာဟာဆိုဆိုရှိရုံမိုးလေးမို့တဲ့ခိုးရီယောရှိတဲ့ကျောတို့ကိုခိဆန်တက်ခီလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကြတော့ဖုခဆူလို့ပေါ့နော်ရောဆဲစုခင်းစုကွန်တော်ရောဟာဆိုလို့ရှိရင်လည်းဝါစုကနည်းနည်းလေးပဲဖြစ်တယ်ပေါ့နော်ဘောလူတို့ဆဲစုကိုရော်ဒီမို့တဲ့ခိုးဆိုင်ရောတဲ့စုခုနခုတက်ခီလို့ပေါ့နော်အဲ့ဒါကိုသူကရောဆဲစုခင်းစုကိုတဲ့ဖုခဆူလို့ထားမယ်ပေါ့ဘောလူတို့ဆဲစုကိုရော်ဒီမို့တဲ့ခိုးဆိုင်ရောကဖူးခဲ့တဲ့နောက်ကကြတော့တက်ခုစုဇန်တိုင်းတော့ဂျူရီယောကဇိုးကလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကြတော့အဆွေအနုဆိုင်ပေါ့နော်အဆွေအနုဆိုင်ကခင်ချီကူခိုးစိုးရောအဆွေခိုးဆိုင်ပေါ့နော်အဲ့ဒါရဲ့ဘီရှုကဆိုလို့ရှိရင်လည်းဆိုစိတ်ဟန်ခဲနိုးတော့ကူကတဲ့ယောကျူစားတယ်လို့ပူဆိုင်နေရှီယောလို့ပြောထားတယ်နော်အဲ့ဒါကိုအိုဘာရိထမ်ဘူနာလို့ပေါ့နော်ဟိုခိနာဆိုစိတ်ဟန်ခဲနိုးတော့ကူကတဲ့ယောကျူစားတယ်လို့ဘူဘိုးနေပါတယ်ရှီယောဒခိနာလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကြတော့အဆွေအနုဆိုင်မဲ့အေရှုပေါ့နော်ဒီတစ်ခါကြတော့အဲ့ဒီအေရှုဟာဆိုလို့ရှိရင်လည်းရောဆဲစုဆေးပါတဲ့ကိုရီယောစားတဲ့တေဝရာစုပေါ့နော်ရောဆဲစုဘူးနော်တဲ့ဆိုစိတ်ခါကတဲ့ဆိုသိစားတဲ့လူဘူဘောနေပါမိုချီလူခုတူကဒခိနိုင်လို့ပြောထားတာအဲ့ဟိုရောဆဲစုဆေးမို့တဲ့ကိုရီယောစားတဲ့တေဝရာအိုရီတဲ့ရောဆဲစုဘူးနော်တဲ့ဆိုစိတ်ခါကဆိုသိစားတဲ့လူဘူဘောနေပါမိုချီလူခုတူကဒခိလူလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကြတော့ BCP ဆိုင်ပေါ့နော် BCR တို့ဆိုင်နာဘာအဲ့ဒါဘာလဲဆိုလို့ရှိရင်ကင်းချီကူခိုးစိုးရောပေါ့နော်ရိတ်ကန်စိတ်ခိတ်ခါကူကတော့ကိုးကန်နေပေါ့နော်အဲ့ရရဆိုလို့ရှိရင်လည်းရိတ်ကန်နဲ့ဆိုစိတ်ခါခိုးစားတဲ့တာပူဆိုင်နေဖြစ်တယ်နောက်ကကြတော့ဆိုစိတ်ခါခိုးနေရောလို့ပေါ့နော်ခိုးဖူကူဟီနိုဂျောရှောရဲ့ပြီးတော့ဇိုင်းရှိစနိုရကအားလို့ပြောထားတယ်အဲ့ဒါကိုခိုးဖူကူဟီနိုဂျောရှောရဲ့ပြီးတော့ဇိုင်းရှိစနိုရကမောနာကူလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကြတော့ခိုးဆိုင်တော့တဲ့ခိခိုင်တက်ခိစိတ်ရှိစုနေဆွေတဲ့ခိုးဖူကူထန်ရဲ့ပြီးတော့ခိုးဖူကူဌာနာပေါ့နော်အဲ့ဒါတွေကဖူတာတာဘီအာရာဝါတဲ့လို့ပြောထားတယ်နောက်ကကြတော့နိုဘီနိုရော့ကူကတဲ့ဂင်းရှော့ဆိုလို့ဂင်းရှော့အဲ့ဒါကိုဘာလို့ပြောလဲဆိုလို့ရှိရင်ဟီဇူမီဂျီကိုလို့ပြောတာအဲ့ဒါဒီဟာလေးကကြတော့ဟီဇူမီဂျီကိုရဲ့ definition လေးပေါ့နော်အဲ့ဒါကိုဟီဇူမီဂျီကိုကိုတခြားအကြောင်းအရာနဲ့တွဲပြီးမေးလာတယ်ဆိုလို့ရှိရင်မှားတယ်ပေါ့နော်ဒီတိုင်းလေးပြရမှာပေါ့ဒီမှာကြတော့ခိုးဆိုင်ကတဲ့ဂျီကန်တော့ခေခါတိုထုံမနေခိုးဖူကူထဲတော့ဟီဇူမီတို့ကဂင်းရှော့ပေါ့နော်နောက်ကကြတော့ချီဆန္ဒဟင်းခေတဲ့မို့တဲ့ဆိုစိတ်ခါဆိုလို့ရောနေတာလေဂျီကန်နေထုံမနာကိုခိုးဆိုင်တော့စိတ်ရှိစုတော့ဟင်းခါဟိုတဲ့ဟီဇူမီဂျီကိုတို့ရောဘူးလို့ပြောတာဆိုလို့ရှိရင်မှားတယ်ပေါ့နော်နောက်ကကြတော့ခိုးဆိုင်တော့ရန်ကိုရီစုဟာတဲ့ခိုးရှုနီရောတာဆိုပေါ့နော်ဟိုဘိုအစ်တေးသူရဲ့တန်ဖိုးကကြတော့ 2.05 into 10 power 5ပေါ့နော် Newton per millimeter square လို့ပြောထားတာပေါ့နော်အဲ့ဒါကိုရန်ကုန်ခေတ်ဆိုတာဆိုလို့ရှိရင်လည်းခိုးရှုနီရတဲ့ခိုတိုနာရီလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကြတော့ရှာရိုဘီကျူရှုအနယ်လူကြီးပေါ့နော်ရှာရိုဘီကျူရှုအနယ်လူကြီးဆိုလို့ရှိရင်လည်းခီရီကခီကိုယူစုလို့ရှိခဟန်နေတဲ့ရှော့ဂက်ခီရိုကိုအတိုင်းလို့ပြောသူဟာရန်ဆူလို့နော်နေတဲ့ယောစုလို့ပေါ့နော်အနယ်လူကြီးဖြစ်တယ်ပြီးတော့သူကအဲ့ဒီရှာရိုဘီကျူရှုအနယ်လူကြီးဆိုလို့ရှိရင်လည်းထေယောနေနာတို့ကိုလို့ပေါ့နော်ဟီကုကုနာတို့ခေခိုကအားတို့လို့ပြောထားတယ်သူကနောက်တစ်ခါကျတော့0 degree ရှိပေါ့နော်ရှာရိုဘီကျူရှုအနယ်လူကြီးတဲ့သူ့မှာဆိုလို့ရှိရင်အဆုအနုဆိုင်ရှိမယ်အဆုအမှုဆိုင်ရှိမယ်အဆုဆိုင်ရှိမယ်ပေါ့နော်ဒါကြတော့ဒီနောက်ကခိုးစိုးရောအဆုရင်ခိုးဆိုင်တွေကအကုန်လုံးအတူတူပဲအဆုအနုဆိုင်ကခင်းချီကူပေါ့နော်အဆုအမှုဆိုင်ကရောဆက်စုအဆုဆိုင်ကကြတော့အပန်ဖြစ်တယ်ပေါ့နော်ဒီအဆုအနုဆိုင်မှာဆိုလို့ရှိရင်လည်းဒီ0 degree ရှိပေါ့နော်ရှာရိုဘီကျူရှုအနယ်လူကြီးဟာတဲ့ဘီရှုနဲ့ရှီရှုကကြတော့အဆုအမှုဆိုင်ရဲ့ပေါ့နော်ဘီရှုဒိုနာကြီးဒီမှာနီဂျူနာနာကြီးဖြစ်တယ်အဆုအမှုဆိုင်မှာကြတော့တဲ့အေရှုကခီတိန်နာရှိပေါ့နော်ဒီ
ဘီရှုကကြတော့နေကျူနာနာကြီးခုနလည်းပြောထားတာပေါ့နော်ရှီရှုကကြတော့ယွန်ကျူနာနာကြီးဖြစ်တယ်တဲ့အဆူအဆူဆိုင်မှာကြတော့တဲ့ခိတိတ်စာတဲ့ဒိတ်နိုင်လို့ပြောထားတာပေါ့နော်သူက